ပြောတော့ကိုမကြိုက်တဲ့ဆန့်ကျင်မဲ့စကားသံတွေကြားလို့ရှိရင်မျက်နှာမပြတ်ပါနဲ့တဲ့နာဟိဒေနာကိလေတတိတဲ့ဟောအဲ့ဒါတော့ဘုံဘုံအကြိုက်ဆုံးပဲသူပြောတဲ့အတွက်ကြောင့်ကို့မှာညှဉ်းနှွမ်းမသွားပါဘူးတဲ့ဆိုလိုတာ तू ကမကောင်းဘူးလို့ပြောလို့လေကိုမကောင်းတဲ့လူဖြစ်သွားတာမဟုတ်ဘူးဒါအလွန်ကိုစဉ်းစားတဲ့နဲ့ဆန့်ကျင်မဲ့လဲစဉ်းစားကြည့်ကိုကသူ့ကိုကိုယ်ကောင်းနေလို့ပြောလို့လည်းပဲကိုတကယ်ကောင်းသွားတာမဟုတ်ဘူးကိုကပင်ကိုကကောင်းရင်ကောင်းမှာပဲပင်ကိုကဆိုးရင်ဆိုးမှာပဲသူကဲ့ရဲ့သည်ဖြစ်သည်ချီးမွမ်းသည်ဖြစ်စေသူ့ရဲ့ကဲ့ရဲ့ခြင်းချီးမွမ်းခြင်းဟာကိုယ့်ဘောမှာဘာပြောင်းလဲမှုမှတကယ်တမ်းကဖြစ်သွားစေတာမဟုတ်ဘူးကိုဟာကိုသဘောတွေကြားပြီးတော့ဒါမှမဟုတ်သိတွေတိုးပြီးတော့ဖြစ်ရင်တော့ဒါပြောင်းလဲတယ်ပေါ့နော်ဟုတ်လားသို့တော့ तू ကကောင်းတယ်ပြောလို့ကောင်းသွားတာတော့မရှိဘူး तू ကဆိုးတယ်ပြောလို့ဆိုးသွားတာလည်းမရှိဘူးတော့ तू စကားတန်ကကိုယ့်အပေါ်မှာကိုယ့်ရဲ့တုံ့ပြန်မှုသာမပါဘူးဆိုရင်ဘာမှအကျိုးသက်ရောက်မှုမရှိဘူးသဘောပေါက်ရင်လားအဲ့ဒါဟုတ်လားဒါပေမဲ့လူတွေကတော့ချီးမွမ်းရင်အလုံးကိုသဘောကျတယ်ကဲ့ရင်လည်းအလုံး